အောင်မိုက်နေပြီ ကလော ဝါမိုက်လိုက်တော့ရှိပါဦးဗျာအောင်မိုက်ရဲ့အဲ့ဒါတွေကိုကျွန်တော်မွှားပြီးတော့မှပဲစီနဲ့ဆန်း ထိုင်အောင်ပုတ်ပေးရနော်ထိုင်အောင်ပုတ်ပေးတယ်ပုတ်ပေးတယ်တေးတော်ကြနေပါပြီညနေလေး ဟုတ်ကဲ့ပါဗျာ ကိုတော်လေးဆိုင်နော် ဒီမှာလုံးဝအစင်သစ်စားလေးပါဗျာတအားကိုမိုက်တာဗျာကြည့်ပါဦးနော်အခုဒီမှာဆိုလဲဗျာကြည့်ပါဦးvery good ပဲလုံးဝဒီလိုအစစ်မှန်ဖြစ်ဖို့လေတကယ်ကိုဟိုပေါ့ဝယ်တဲ့နေရာအရင်ရေးကြည့်တယ်ဗျာ အထုပ်ကတစ်ထုပ်ကိုဒါဆိုလို့ရှိရင်4000ခွဲနော်အခုဒီမှာဖောက်လိုက်တာဆိုရင်3000ခွဲ ဟုတ်ဘာကြောင့်လဲဆိုတော့အချို့ကြတော့ရောင်းကြတာပေါ့နော်ဒါပေမဲ့စစ်မှန်ဖို့ဆိုတာကဒီလိုမျိုးပေါ့နော်အခုလက်ရှိတကယ်ကိုကျွန်တော်စားရတဲ့ဥစ္စာလုံးဝအစစ်အမှန်ဗျာအရန်စားကောင်းတော့တကယ်ကိုစက်သားကြောက်အစစ်အမှန် မမကေကလေးချစ်ဆုံးနဲ့ပင်တော့တာမသွားတတ်တယ်ချစ်ဆုံးပဲပြီးစကားပြန်မှာ ဟုတ်ပြီးတော့နောက်တစ်ခုကျွန်တော်ကလည်းဗျတကယ်ကိုပေါ့နော်ပြောမယ်ဆိုရင်တကယ်စစ်မှန်တဲ့အရာတွေပေါ့နော်အခုလိုမျိုးပေါ့ မင်းလို့ စက်သားကြောက်ဆိုလဲ မင်းကိုမင်းရထားတာပေါ့စစ်မှန်နေရ အဲ့လိုမျိုးပဲဗျကျွန်တော်လည်းအစားတောက်မှာဆိုလဲကျွန်တော်ကြီးများတတ်တယ်စားတာတော့ကောင်းကောင်းပဲစားတယ် မန်လေးဆိုရင်ပိုးကဘယ်လောက်လဲမမ ဟုတ်ဂိတ်တင်ပေးပါတယ်ဗျဟုတ် 3000 4000လောက်ပဲရှင်းမှာ အခုကလေတကယ်ကိုလေစက်သားကြောက်အစ်စ်မို့လို့ကျွန်တော်ကအရန်ကြိုက်တာဘာကြောင့်ကျွန်တော်ကဒီလိုမျိုးသိတယ်လဲဆိုတော့ကျွန်တော်ကနေတွေဘာတွေမှာဆိုရင်ကျွန်တော်တပည့်တွေဘာတွေကတကယ်ကိုတောကောင်တွေကြားတဲ့အခါမှာကျွန်တော်ကိုလာပြီးတော့မှဟိုပေးတဲ့အခါကြတော့လေအဲ့ဒီဥစ္စာကြောင့်မို့လို့စက်သားကြောက်စစ်တယ်မစစ်တယ်ဆိုတာကျွန်တော်သိတာဗျမဟုတ်ဘူးဆိုရင်တော့တိတ်သိချင်မှသိမှာလေနော်အခုလိုမျိုးဟိုစက်သားကြောက်စစ်လေးနဲ့တကယ်ကိုအရသာရှိနဲ့ပေးရတာတဲ့တန်အောင်လို့နော်အဲ့လိုမျိုးလေးကိုဟိုတကယ်ကိုဟန်နီချိုစီမှာဝယ်ယူအားပေးပေးပါဗျာ အဒီဆိုအဲ့ page ပေါ့နော် page မှာပေါ့နော် page မှာ ဘာကြောင့်လဲဆိုတော့ကိုကပစ္စည်းကောင်းကောင်းလဲစားတက်တယ်နောက်တစ်ခုကဈေးရလဲအဆင်ပြေတဲ့အခါကျတော့ဘလို့ပဲပြောတကယ်ကိုကောင်းတဲ့နေရာပဲရွေးချယ်တင်ပါတယ်နော် ချစ်သူနှစ်ယောက်ယူပါဗျာဟုတ်ကဲ့ပါရှင်ကိုတို့ဒီမှာဖောက်တယ်ကြီးလဲပေးတယ်နော် သုံးပိတာဆိုရင်ဖောက်တယ်ဈေးနဲ့ ဖောက်တယ်ဈေးနဲ့ပေးပါတယ်ဗျာဖောက်တယ်ဈေးနဲ့ပေးပါတယ်ဗျာ အိမ်အောင်ရေးตายရတဲ့သူလေးတွေကိုတွေ့ရင်တအားသဘောကျတာဒီမလေးတဲ့ကျေးဇူးပါရှင်ပြောင်းနေတော့တန်ရုံးစီရှိလို့ယူပြီးမှလေနှစ်ယောက်အတူရှိနေရတဲ့ချင်းကိုစိတ်ချမ်းသာတာပဲဖြစ်ချင်တယ်တခါတလေတော့လည်းနည်းနည်းတော့ကြောင်ကစားဖြစ်တာပေါ့နော်ဒါပေမဲ့ခဏပဲနော်ခဏပဲနာယူရမကူမမခင်မီမျက်စိနောက်မကြည့်နဲ့လေမမကြည့်နေမှမြင်နေမမမျက်စိနောက်မျက်စိနောက်မကြည့်ပါနဲ့နော်ဘာမှဖြစ်ပါဘူးဗျာကိုကြီးကချစ်ဖို့ရဲကောင်းတယ်ကျေးဇူးပါညီလေးရေနော်မမကြည့်နေလို့မြင်နေလို့မျက်စိနောက်ပြန်မမမကြည့်မနောက်တော့မဟုတ်ကဲ့ထိုင်းကိုပို့ပေးတယ်ထိုင်းကိုပို့ပေးတယ်နော်ချက်ပေါက်ပေါ်မှာမှာပေးပါဗျာဟုတ်ကျွန်တော်အခုဒီမှာမှုားပြီးတော့မှစီနဲ့နေပြပေးမှာအရန်စားကောင်းတော့အခုဒီမှာကိုစားနေတော့ကျိုးနေပြီအားမိုက်ကိုစီစိန်ကြီးလည်းမမိတ်ဆန်းကျွေးမှာပေါ့ဒါကလည်းမွားကြော်လေးမလို့မိတ်ဆန်းပြန်မှန်တယ်တမီးဟိုအောင်ပဲစုံစီလေးပမာလဲတမီးမကျူမင်္ဂလာပါထည့်လိုက်ပါဦးနော်တမီးတယောက်ထဲရလားကိုစားနေသမင်ပုံစံနဲ့ရမ်းလိုက်တယ်ပို့လမ်းသွားတယ်ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ဒီကတော့ကိုစိတ်ဆန်းအောင်ထားလို့ပေါ့ပဲဟုတ်ပါတယ်မှန်ပါတယ်ချစ်ပြီးစားမယ်ဒါရီကတော့စကားချောက်မွတ်ကြော်လေးပါခင်ဗျာအရန်ကောင်းတယ်အယောင်လေးနဲ့ဆိုတော့လဲပုံမိုက်တယ်အယောင်လေးနဲ့ဆိုတော့ထမင်းစားတဲ့အချိန်မှာသိတ်ကောင်းတယ်တကယ်လို့ကျွန်တော်တို့ဒီတိုင်းပဲရင်နွေးချမ်းလေးနဲ့ထိုင်တောင်းမဲ့အချိန်မှာကြတော့ကျွန်တော်အခုလုပ်ပြနေတယ်ကိုနိုင်ကကိုကြီးကိုချစ်တယ်နော်တဲ့ဟုတ်ကဲ့ပါဗျကိုကြီးတရားလည်းကိုပြောရင်ညီလေးလည်းမပါဘူးစားကျင်တဲ့ကိုကြီးနဲ့ဆရာမတဲ့ကျွေးမှာဗောသမီးရဲ့နော်ဒီမှာကျွန်တော်တို့မညီဘူးမမလုံးဝမညီပါတကယ်အစ်စ်မှန်ဖြစ်တဲ့အတွက်ကြောင့်လုံးဝမညီပါဗျာမဟုတ်ဘူးဒီမှာချက်ထားတာဒီမှာလုံးဝမညီဘူးနော်လုံးဝစက်သားကြောင့်အစ်စ်ပါဗျာထိုင်းကိုလည်းပို့ပေးပါတယ်ခင်ဗျာထိုင်းကိုလည်းပို့ပေးပါတယ်နော်တေးကြတာပေါ့လေညီမလေးတော်လို့ပူချောလာမှန်ပါတယ်ခင်ဗျာဟုတ်တယ်လေစိတ်ချမ်းသာအောင်ထားလို့အခုမှတွေ့လို့ဈေးလေးပြောပြပါအော်ဟုတ်ကဲ့သမီးတို့လေစက်သားကြောင့်ကိုကြက်တိုက်ဆိုလို့ရှိရင်တော့အနည်းဆုံး50တာတော့ယူပေးရတယ်တပိတ်တာကို9000ခွဲဈေးဒီလိုတစ်စည်းပေါ့နော်တစ်စည်းကိုဆိုရင်9000ခွဲအကယ်လို့မီးဖုတ်အတင်စားလို့ရတယ်မီးဖုတ်တို့နေလန်းတို့ဆိုရင်တပိတ်တာတော့3,400အဲ့ဒါကြတော့အစိတ်သားနေယူလို့ရကျွေးပါတယ်ဗျာစားကြပါဦးဒါစက်သားကြောင့်
မိခင်လေးပါမိဖို့လေးပါအသင်စားဖို့အတွက်ကျွန်တော်အခု အစားတော့လေကိုဆိုင်နဲ့မြတ်သူလေး နေတာပါ စားပြမှာပဲစားကျင်လာရဲ့ကိုကြီးကလည်းအစားတက်လာတန်တဲ့နေရာအပြင်မသွားတတ်ဘူးအဲ့လိုထပ်ပါတော့ဘားတွေသွားတာတော့ကလပ်တွေသွားတာတော့ရက်တွေသွားတာတော့နှစ်ယောက်စလုံးကအဲ့ရမကြိုက်ဘူးအိမ်မနေနဲ့အစားပေါင်းစုံစားတာပဲကြိုက်တယ် ကျွန်တော်ကြတော့ဒီလိုလေးဖွာပြီးတော့မှလေစီစိန်ထားတာဗျအချို့ကြတော့အတုံးလိုက်လေးတွေစိန်ထားတာလည်းရှိတယ်ဗျအချို့ကြတော့အတုံးလိုက်လေးကြိုက်တဲ့လူကတော့အတုံးလေးတွေပေါ့နော်ကျွန်တော်တို့ကြတော့အမွှားလေးတွေကြိုက်တဲ့အခါကျတော့လေအမွှားကလေးတွေလောက်တာပါဗျဟုတ်ကဲ့ပါဗျ ကိုကိုနဲ့မမမြတ်သူကိုလည်းချစ်ပါတယ်မမ ဟုတ်ကဲ့ပါကိုနိုင်ရေစားချင်လိုက်တာတဲ့ထိုင်းကအမြဲကြည့်နေတယ်ဟုတ်ကဲ့ထိုင်းလည်းပို့ပေးတယ်နော်ထိုင်းလည်းပို့ပေး အိ တယ် မ်ရောက်ကူကမှ2200အရန်စားကောင်းတော့ အခုရင်သွေးတောင်းနေတဲ့ခါဘဲတောင်တင်းလိုက်တော်စားရရတယ်ရှိတယ်ရက်လို့လည်းမရဘူးလို့ရက်လို့လည်းမရစားလည်းစားဒါဆိုရင်မင်းညဆိုစင်းရင်းလေးလုပ်နေတယ်မင်းစင်း ဟုတ်တယ်ဒီကညဆိုစင်း ကိုပို့ပေးပါတယ် ပို့ပေးပါတယ် မခပါရော ဒီကောင်လေးဆိုရင်ဘာဘူးလေးနဲ့ထည့်လို့ရမလဲသမီးပေါ်ဘူးလေး ညောင်တလုံးချွတ်စရာလေးပါအပိနေပါတယ်ညီမလေးမမယူစေကျေးဇူးများညီမလေးရှင်သမီးရဲ့အစိမ်းတပိတ်တာယူမယ်ဟုတ်ကဲ့တီပင်ထောက်ပေးထားပြီလေအမပင်ထောက်ပေးထားရတယ်အဲ့ဒီရဲ့ချက်ပေါက်လေးကိုသွားလို့ရတယ် ရတယ်အဲ့ကောင်ကောင်းတယ်အဲ့ကောင်ကောင်းတယ်မိုက်တယ် ကြည်ပြီးတရေကြာညညူလေးရတယ်ဘကိုပို့ပေးတယ်မမမေမေဩဂတ်လာမ ဒီ သိ ကြည့်တော့ရှိသေးတယ်ရန်စားကောင်းတော့ ဒါလို့လေချက်ပေါက်ကစာမတင်နေလေဆင်းမပူနေတော့အခုချက်ချင်းဆိုတော့လေစာဝင်နေ စားရ များ အောင် တယ် များနေလို့ပါဗျာ ညာနေလို့နော်ဒီ live အတွင်းမှာတပိတ်တာဆိုတာနဲ့ deliver က free ပေးမယ်သုံးပိတ်တာဆိုတာနဲ့ဖောက်တယ်စီပေးမယ်ဖောက်တယ်စီပေးမယ်တခင်မလေးကောင်းပိုင်ရှင်မမကျေးဇူးများတင်ပါတယ်ရှင်ရေဦးပို့ပေးတယ်နော်မမနော်ပို့ပေးရရဲ့ရှင် ရှီဦးတို့30တို့ဒါ ရေဦးရောက်ဘူးပဲ ဟာရှင်းနေ အဲ့လိုသွားလို့တော့ ဟာရှင်းနေနေတဲ့အတိုင်း ထိုင်းပို့ပေးတာဗောပို့ပေးတယ်နော်ထိုင်းပို့ပေးပါတယ်ခင်ဗျာ